အားလုံးပဲမင်္ဂလာပါရှင် M Supply Online Learning Course မှာကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ M Supply Software ရဲ့လှုပ်ဆောင်ချက် features တွေရဲ့သင်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ M Supply Software ကိုဘယ်လိုအကျိုးရှိရှိအသုံးချနိုင်လဲဆိုတဲ့အကြောင်းကိုအပြည့်အစုံမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် M Supply Software ဟာပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်အသုံးပြုလျက်ရှိသောဆေးနှင့်ဆေးပစ္စည်းများ၏သတင်းအချက်အလက်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ပြီးစနစ်တကျစီမံခန့်ခွဲရန်အတွက်အသုံးပြုသော Electronic Logistics Management Information System ELMIS တစ်ခုဖြစ်ပါတယ်M Supply Software ကိုပြည်သူ့ကျန်းမာရေးဦးစီးဌာနယောဂနှိမ်နင်းရေးဌာနခွဲအောက်ရှိစီမံချက်တွေဖြစ်တဲ့ National AIDS Program, National Tuberculosis Program နဲ့ National Malaria Control Program တွေရဲ့ဗဟိုအဆင့်နဲ့တိုင်းဒေသကြီးအဆင့်ဆေးပစ္စည်းသိုလှောင်ရုံများမှာ2014ခုနှစ်ကနေစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်2022ခုနှစ်မှာတော့ Expanded Program on Immunization EPI မှာ M Supply Software ကိုစတင်တိုးချဲ့အသုံးပြုလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြည်သူ့ကျန်းမာရေးဆိုင်ရာဆေးနှင့်ဆေးပစ္စည်းများ Public Health Commodities တွေအတွက်ကိုတော့2024ခုနှစ်မှာစတင်အကောင့်ထဲပေါ်အသုံးပြုနေပြီပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း EPI မှာအသုံးပြုနေတဲ့ M Supply Software အကြောင်းကိုအဓိကထားရှင်းပြပေးမှာပဲဖြစ်ပါတယ်။ M Supply Software ကိုကာကွယ်ဆေးသိုလှောင်အေးအေးကန်တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီးကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းတွေကို 1. လက်ခံခြင်း 2. သိမ်းဆည်းခြင်းနဲ့ 3. ဖြန့်ဖြူးခြင်းစတာတွေကိုပုံမှန်မြန်ဆန်လွယ်ကူစွာဆောင်ရွက်နိုင်မှုနဲ့ဆေးပစ္စည်းစည်ရင်အချက်လက်တွေကိုလည်းအချိန်နဲ့တပြေးညီသိရှိနိုင်မှုအတွက်အသုံးပြုတာဖြစ်ပါတယ်။ဒါအပြင်ကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းတွေရဲ့အရေးအသွေးနဲ့ဘေးကင်းရေးအတွက်အဓိကတော့ချက်တွေဖြစ်တဲ့ FEFO First Expiry First Out စနစ်ရဲ့ Vaccine Vial Monitor လို့ခေါ်တဲ့ VVM Status Management တွေကို M Supply Software မှာအလွယ်တကူထည့်သွင်းစီမံနိုင်တဲ့အတွက်ကြောင့်ကာကွယ်ဆေးလေလွင့်ပျက်စီးမှုကိုအနည်းဆုံးဖြစ်အောင်ကာကွယ်ပေးပါတယ်။နောက်ထပ်အားသာချက်တစ်ခုက M Supply မှာ User Activity Log လို့ခေါ်တဲ့မှတ်တမ်းစနစ်ပါဝင်တာပါ။ဒီစနစ်ဟာစရင်းတွေထဲမှာဘသူကဘာကိုဘယ်အချိန်မှပြောင်းလဲလိုက်လဲဆိုတာကိုအလိုအလျောက်တည်တည်ချာချာမှတ်တမ်းတင်ထားပေးပါတယ်။ဒါကြောင့်အကြောင်းတစ်စုံတရာရှိလာတဲ့အခါလှုပ်ဆောင်ချက်တွေကိုပြန်လည်ကြည့်ရှုနိုင်လို့စရင်းတွေကိုပုံမတိကျစွာစီမံနိုင်ကတာဝန်ယူမှုတာဝန်ခံမှုကိုလည်းမြင့်တင်ပေးပါတယ်။ Program အလိုက်အသုံးပြုလျက်ရှိသော LMIS Form, Issue and Receipt Voucher များကို M Supply မှလွယ်ကူစွာထုတ်ယူနိုင်စေဖို့ Program များ၏လိုအပ်ချက်နဲ့အညီမွမ်းမံပြင်ဆင်ဖြည့်သွင်းထားပါတယ်။ဒါတင်မကသေးပါဘူး။ကိုယ့်ရဲ့ကာကွယ်ဆေးအေးခန့်ကပစ္စည်းအဝင်အထွက်စရင်းတွေကိုအခြေခံပြီးစီမံချက်ရဲ့လိုအပ်ချက်ရထားချက်နဲ့ကိုက်ညီမဲ့သတင်းအချက်အလက်နဲ့အစီရင်ခံစာတွေကိုလွယ်ကူကူထုတ်ယူလို့ရအောင် M Supply ကစီမံထားပေးပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကတော့ M Supply Software ဟာအင်တာနက်မရနိုင်တဲ့အခြေအနေမှာတော့မိမိရဲ့ကာကွယ်ဆေးအေးခန့်အတွက်ကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းတွေကိုစီမံခန့်ခွဲရမှာ offline software အဖြစ်နဲ့အသုံးပြုနိုင်ပါတယ်။အခြားကာကွယ်ဆေးအေးအေးကန်တစ်ခုခုနဲ့ချိတ်ဆက်တော့မယ်ဆိုရင်တော့အင်တာနက်ချိတ်ဆက်ပေးရမှာဖြစ်ပြီးတော့ server ပေါ် data ထားရှိဖို့အတွက် synchronize ဖြစ်အောင်ဆောင်ရွက်ဖို့လိုပါတယ်။အခုနောက်ထပ်ပြောပြပေးမယ့်အပိုင်းကတော့ M Supply မှာပါဝင်မဲ့ key features တွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ M Supply Software ကို login ဝင်ပြီးရင်တော့သူ့ရဲ့ main navigator page ကိုအခုလိုပဲမြင်ရမှာဖြစ်ပါတယ်။ 1. Customer 2. Supplier 3. Items 4. Reports 5. Special နဲ့ 6. Admin ဆိုပြီးအဓိက function 6ခုပါဝင်ပါတယ်။ M Supply ရဲ့ navigator page မှာပထမဆုံးဖြစ်တဲ့ Customer tab ကိုတော့ကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းတွေ issue ထုတ်ပေးတဲ့အခါမှာအသုံးပြုရမှာဖြစ်ပါတယ်။ဆေးပစ္စည်းထုတ်ပေးခြင်းနဲ့သက်ဆိုင်တဲ့ function တွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီအပိုင်းတွေတဲကမှ customer invoice မှာကတော့ကာကွယ်ဆေးထိုးပစ္စည်းတွေထုတ်ပေးဖို့အတွက်နဲ့ထုတ်ပေးပြီးသားဆေးပစ္စည်းတွေကိုပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ customer မှာတော့ဆေးပစ္စည်းတွေထုတ်ပေးမဲ့မြို့နယ်သို့မဟုတ် RHC sub center အမည်စာရင်းတွေကိုထည့်ထားတာဖြစ်ပြီးတော့ requisition function ကတော့အမှားစာပုံစံနဲ့တောင်းခံထားတဲ့ကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းတွေကိုထုတ်ပေးဖို့အတွက်အသုံးပြုရမှာဖြစ်ပါတယ်။ဒီ requisition function ကိုတော့ Central Vaccine Cold Store နဲ့ Sub Depot တွေကပဲအဓိကအသုံးပြုရမှာဖြစ်ပါတယ်။ Supplier step မှာကတော့ဆေးပစ္စည်းတွေလက်ခံရရှိခြင်းနဲ့သက်ဆိုင်တဲ့ function တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဆေးပစ္စည်းတွေတင်ဒါခေါ်ယူခြင်းလက်ခံခြင်းနဲ့ပြေစာထုတ်ခြင်းအပြင်ဆေးပစ္စည်းတွေတောင်းခံခြင်းနဲ့ကာကွယ်ဆေးလေးလွှဲမှုအချက်အလက်များဖြည့်သွင်းခြင်းတွေအပြင်အခြားသောသက်ဆိုင်တဲ့ function တွေပါဝင်ပါတယ်။ sub depot တွေနဲ့မြို့နယ်ကာကွယ်ဆေးအရေးကမ်းတွေအနေနဲ့ကတော့ supplier invoice ရဲ့ internet order ဆိုတဲ့ function တွေကိုအဓိကအသုံးပြုရမှာဖြစ်ပါတယ်။ item tab ကိုကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းအသစ်တစ်ခုဖွင့်ပေးခြင်း item ဆေးစရင်းချိန်ညှိခြင်း inventory adjustment မြေပြင်လက်ကျန်စရင်းကောက်ခြင်း stock takes နဲ့ဆေးပစ္စည်းတွေရဲ့အသေးစိတ်အချက်အလက်တွေဖြစ်တဲ့ batch number, expiry date နဲ့ VVM အခြေအနေတွေကိုသိရှိနိုင်ဖို့အတွက်အသုံးပြုရမှာဖြစ်ပါတယ်။သက်ဆိုင်ရာ program တစ်ခုစီမှာအသုံးပြုမဲ့ဆေးပစ္စည်းစရင်း master list ကိုလည်း item tab ထဲမှာတည်ဆောက်ထားတာဖြစ်ပါတယ်။ဒီလို tab မှာတော့ item, inventory adjustment နဲ့ stock takes တွေကအဓိကအသုံးပြုရမယ့်အပိုင်းတွေဖြစ်ပါတယ်။ကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းတွေရဲ့အစီရင်ခံစာတွေကိုတော့ report tab ထဲမှာထုတ်ယူကြည့်ရှုနိုင်ပါတယ်။သက်ဆိုင်ရာအပိုင်းအလိုက်စုထားပေးပြီးသား report တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ stock and item report တွေထဲကမှ current stock report နဲ့ stock on date report တွေကမိမိကာကွယ်ဆေးအရေးကမ်းရဲ့ဆေးစရင်းလက်ကျန်တွေကိုကြည့်ဖို့အတွက်အသုံးအဝင်ဆုံး report တွေဖြစ်ပါတယ်။ဆေးပစ္စည်းတွေရဲ့အနည်းဆုံးသက်တမ်းကုန်ဆုံးမဲ့လတွေကိုကြိုတင်သိရှိနိုင်မှုအတွက်ထုတ်ယူကြည့်ရှုရမယ်အသုံးဝင်တဲ့နောက်ထပ် report တစ်ခုကတော့ expiring item report ဖြစ်ပါတယ်။ဒါအပြင် transaction report, requisition report နဲ့ဆေးပစ္စည်းတစ်မျိုးချင်းစီရဲ့ transaction line တွေကိုထုတ်ယူနိုင်တဲ့ item ledger report စတာတွေကိုလည်းထုတ်ယူနိုင်မှာဖြစ်ပါတယ်။ special tab ရဲ့ access module မှာတော့မိမိကာကွယ်ဆေးအရေးကမ်းရဲ့အေးလမ်းကြောင်းချိန်ပစ္စည်းကိရိယာတွေဖြစ်တဲ့ cold chain equipment တွေရဲ့စရင်းကိုထည့်သွင်းခြင်းပြင်ဆင်ခြင်းများစတာတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံး tab ဖြစ်တဲ့ admin tab မှာတော့ M-Supply software အသုံးပြုသူတွေဟာမိမိတို့ရဲ့ software ကို version အသစ်မြင့်တင်ဖို့လိုအပ်လာတဲ့အခါ check for update function ကိုအသုံးပြုပြီး version မြင့်တင်နိုင်မှာဖြစ်ပါတယ်။ကျန်ရှိတဲ့ function တွေကတော့ software admin တွေအသုံးပြုတာဖြစ်ပြီးအသုံးပြုသူအကောင့်အသစ်တွေဖွင့်ပေးတာလက်ရှိအသုံးပြုသူတွေအတွက် permission တွေသတ်မှတ်ပေးတာစတာတွေကိုဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ notification tab မှာတော့ M-Supply application မှာဆောင်ရွက်ဖို့လိုအပ်နေတဲ့လုပ်ငန်းစဉ်တွေနဲ့ overstock, understock ဖြစ်နေတဲ့ကာကွယ်ဆေးတွေကိုသတိပေးချက်တွေအနေနဲ့အနှစ်ချုပ်ထုတ်ထားပေးတာဖြစ်လို့ဝင်ရောက်စစ်ဆေးပြီးမပြီးမြောက်သေးတဲ့လုပ်ငန်းတွေကိုသိရှိဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့အခါမှာတော့ M-Supply software ရဲ့အဓိက features တွေကိုသိရှိသွားပြီလို့ထင်ပါတယ်။ M-Supply software ကိုအသုံးပြုခြင်းအပြင်မိမိရဲ့ကာကွယ်ဆေးနဲ့ဆက်ဆက်ပစ္စည်းတွေကိုအချိန်နဲ့တပြေးညီစီမံခန့်ခွဲနိုင်မှာဖြစ်ပြီးပုံမတိကျမှတ်ကန်မှုရှိတဲ့သတင်းအချက်အလက်တွေကိုမြန်မြန်ဆန်ဆန်ထုတ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာ M-Supply ကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အဆင့်ဆင့်ကိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။